တကီလာထုတ်လုပ်မှုဟာအပြာရောင်အကာဘေးပင်တွေကို6နှစ်ကနေ10နှစ်အထိဂရုတစိုက်စိုက်ပျိုးပြီးတဲ့နောက်မှာစတင်ပါတယ်။အလုပ်သမားတွေကထက်နှစ်တဲ့အထူးပြုလုပ်ထားတဲ့ကိရိယာကိုသုံးပြီးချိုးတဲ့တဲ့အရွက်တွေကိုခုတ်ထွင်လိုက်တဲ့အခါပညာလို့ခေါ်တဲ့စင်ဆွဲရောင်ဦးတိုင်ကြီးထွက်ပေါ်လာပါတယ်။ဒါဟာနာနတိအကြီးစားကြီးနဲ့တူပြီးအလေးချိန်အားဖြင့်30ကီလိုဂရမ်ကနေ80ကီလိုဂရမ်အထက်အထိရှိနိုင်ပါတယ်။ဒီဦးတိုင်ထဲမှာအချင်ဖောက်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့သဘာဝတရားဓာတ်တွေပါဝင်နေပါတယ်။ရေသိမ်းပေးသားပညာတွေကိုကုန်တင်ကားတွေနဲ့စက်ရုံကိုပို့ဆောင်ပေးတဲ့နောက်မှာတော့အလုပ်သမားတွေကပို့စိမ်းတွေနဲ့အပိုင်းငယ်လေးတွေဖြစ်အောင်ခုတ်ထစ်ကြပါတယ်။ပြီးရင်တော့တည်ယူပို့ဆောင်ရေးကွန်ပျူတာပတ်လမ်းပေါ်တင်ပြီးပေါင်းဖိုတွေထဲမှာနိုင်ပေါင်းများစွာကြအောင်ချက်ပြုတ်ရပါတယ်။ဒီလိုချက်ပြုတ်ခြင်းကပညာထဲမှာရှိတဲ့ကစီဓာတ်တွေကိုအချင်းဖောက်လို့ရတဲ့တရားဓာတ်တွေအဖြစ်ပြောင်းလဲပေးပါတယ်။ပညာတွေနူးညံ့သွားတဲ့အခါအလုပ်သမားတွေကကြိတ်ဆက်ထည့်ပြီးချိုမီးနဲ့အရည်တွေကိုညှစ်ထုတ်ယူပါတယ်။အရည်တွေအများဆုံးရရှိအောင်ဒီလိုကြိတ်ခွဲခြင်းလုပ်ငန်းစဉ်ကိုအကျဉ်းချင်းပြုလုပ်ရပါတယ်။ရရှိလာတဲ့အရည်တွေကိုအချင်ဖောက်တဲ့ကန်တွေထဲထည့်ပြီးတဘာဝအတိုင်းချစ်စီမွေးမြူထားတဲ့သဆေးကိုချစ်စီထည့်လိုက်ပါတယ်။ဒါဟာရက်အနည်းငယ်အတွင်းမှာတရားဓာတ်တွေကိုအယ်ကိုဟောအဖြစ်ပြောင်းလဲသွားပါတယ်။အချင်ဖောက်ပြီးတဲ့နောက်မှာတော့ရလာတဲ့အယောနောကိုငှက်ကျင်းတိုင်းတိုင်းပေါင်းထန်ခြင်းလုပ်ငန်းစဉ်ကိုဖျက်ဆီးစေပါတယ်။အဲ့ဒီအခါမှာတော့ထူးခြားတဲ့အနက်နဲ့အရသာရှိတဲ့ကြည်လင်တဲ့တကီလာအရက်ကိုရရှိလာတာဖြစ်ပါတယ်